နိုင်ငံခြားလူတွေဆိုဒီ flight road ကနေတောင်တင်တောင်မှားကြတယ်ပေါ့နော်ကိုကဟက်လက်ဂီတာတွေလည်းမကြိုက်ဘူးစင်ပေါ်မှာလည်းပေါ့ပေါ့ပပနဲ့တညလုံးတီးချင်တယ်တညလုံးတီးရဲ့ခါကျရင်ဒီဂီတာကြီးလေးလို့လွယ်တဲ့ဒုက္ခတွေမခံစားချင်ဘူးပေါ့နော်ပြီးရင်ဈေးလည်းအရန်ကြီးတာမတက်နိုင်ဘူးဒါဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်ကြည့်ကျွန်တော်ဒီနေ့ပြပြမယ့်ဂီတာက Ibanez S series ပေါ့နော်ဟုတ်ပြီသူကဘယ်လိုမျိုးလဲဆိုတော့ပေါ့နော်ဒီမှာ S logo လေးပါတယ်ဒီမှာ Ibanez ထဲမှာ RG ကနည်းနည်းလေးတဲ့ထဲပါတယ်ပြီးရင်ဒုတိယပေါ်တာ Jam ကလည်းနည်းနည်းပေါ်တယ်ပြီးဒီကောင် S ကလည်းပေါ်တယ်ဒီ Jam နဲ့ S နဲ့ကအလေးချိန်တိတ်မကွာဘူးပေါ့နော်ဂျပန်တော့မသိဘူးပေါ့နော်ကျွန်တော်အင်ဒိုနီးရှားမိတ်ကိုပြောတာဖြစ်တယ် S series ကတော့ဂျပန်ကျွန်တော်မကန်ဘူးသေးဘူး Jam ကတော့ဂျပန်ကန်ဘူးတယ်ဒါပေမဲ့အရင်မလီဘူးသူလည်းပေါ်တယ်ပေါ့နော်ဒီကောင်ကြိုက်တာပါချက်ဆိုအရင်ပေါ်တယ်ပေါ့ပါနဲ့လေးမိနစ်ကဘယ်တော့ပါလဲဆိုရင်တော့ဒီမှာဂီတာကိုဒါကြည့်လိုက်တော့ဒါခင်ဗျားတို့မြင်နေရတဲ့အချမ်းပေါ့နော်ဒီလိုပါလေးပေါ့ဒီပေါ်ဒီကပါလေးပေါ့နော်ရောပေါ်တယ်နိုင်ငံခြားလူတွေဆိုဒီ flight road ကနေတောင်တင်တောင်မှားကြတယ်ပေါ့နော်ကျွန်တော်တော့မလုပ်ရဘူးသူကဘယ်လိုမျိုးလဲဆိုတော့ဒီ flight road မှာကပုံမှန် flight road တွေလိုချိန်မဟုတ်ဘဲနဲ့တကားပတ်တာလိုမျိုးလုပ်ထားတာပြောရမယ်ဆိုရင်ပုံမှန် flight road တွေကဒီငုတ်တန်ဒီလိုမျိုးချိတ်ထားတာချိတ်ပြီးတော့အောက်ကနေ supply နဲ့ဒီလိုဆွဲထားတာပေါ့ဒီကောင်းရဲ့ flight road ကြောင့်အဲ့လိုမဟုတ်ဘူးတကားပတ်တာလိုမျိုးသူကဒီလိုပြန်မပြုတ်ထွက်နိုင်ဘူးပေါ့ကွာအဲကြောင့်လို့ဒီလိုတွေမာလို့ရတယ်ဟမ်မလီလို့ပါလို့ဆိုလဲအဲ့လိုမာပြရတယ်ပေါ့နော်အရန်ကြိုက်ရဲ့ချက်တော့ပေါ့တယ်ပါတယ်ဖိခက်ကတော့ကျွန်တော် upgrade လုပ်ထားတယ်အရင်ကျွန်တော်သုံးတဲ့ head lag ကဖိခက်အတိုင်းမှာစုနှလုံးမဖြုတ်ပြီးဒီမှာပြန်တက်ထားတာပေါ့နော်Stevie signature pickup အဲ့ဒီကောင်ကဒီကောင် into ဆိုပေမဲ့ဒီတစ်လက်ကကျွန်တော်ဗာကြိုက်သွားလဲဆိုတော့သူဒီ tuning က flight road tuning ကအရန်ညင်နေဘယ်လောက်ကစားတော်တော်လေးမကြောက်ဘူးเนาะဒီ lock ဖြုတ်ထားရင်ကိုမကြောက်အဲ့ဒါကြီးကျွန်တော်တော်တော်ကြိုက်တယ်ကျွန်တော်ဒီ lock တွေကိုမကြက်ထားဘူးပေါ့เนาะအခုထိပြီးရတယ်ဒါကျွန်တော်အတိဒါရောင်းတဲ့အကူကသူတုံးနေတာပေါ့เนาะအဲ့ဒါကိုကျွန်တော်ကကောင်းဝင်လိုက်တာပေါ့သူ့မှာရောင်းဖို့အစီအစဉ်တော့မရှိထားဘူးအဲ့ဒါကိုကျွန်တော်ကရန်ဒီ tuner ကြီးကိုကြိုက်သွားလို့အဲ့လိုမျိုးကိုကစင်ပေါ်မှာပေါ့ပါလေးတီးချင်တယ်Ibanez လည်းကြိုက်တယ်ဆိုရင်ခေရင်ပေါ့လေနော်ဒီ S series တွေရွေးချက်ကြည့်တဲ့နဲ့တော်တော်လေးမိုက်တယ်ကျွန်တော်တီးကြည့်တာတော်တော်လေးခံစားချက်ကောင်းတယ်ကျွန်တော်ဂျပန် pre state တလက်ရှိတယ်ဒါပေမဲ့အဲ့ဒီကောင်တော့တိတ်မကင်ဖြစ်ဘူးပေါ့နော်ဒီကောင်ကင်ဖြစ်တယ်ဒီရက်ပိုင်းဘာလို့ဆိုဟိုကောင်ကဂျပန်ဆိုပေမဲ့လေးတယ်ဗျာတစ်သားရနည်းနည်းလေးတယ်ပြီးတော့ RG လည်းဖြစ်လို့နေမယ်နည်းနည်းလေးတယ်လေးတော့တတောင်မရှိဘူးအဲ့တော့ကိုလေးချင်းရင်လည်းပေါ့ဖြစ်နေညောင်းလာတယ်လေးတဲ့ဟာကိုမထားရတော့ဒီကောင်ကတော်တော်လေးပေါ့ပါတယ်ဒီချက်ကျွတ်ဒီမှာပဲ join ရတယ်ပေါ့နော်ဂျန်နဲ့ပါတူပါလဲဆိုတော့ဒီကောင်လဲဂျန်တိုင်းပဲဒီချက်ပေါက်ကဂျပန်ချက်ပေါက်ပုံစံပေါ့နော်ပုံမှန်အင်ဒိုချက်ပေါက်တွေကဒီလိုမျိုးအဝိုင်းလေးမဟုတ်ချက်ပေါက်လေးဒီလိုလုပ်ပြီးတော့ဘေးမှာနူးလေးနှလုံးလေးနဲ့စုပ်ထားပါတော့ဒါမျိုးချက်ပေါက်လေးတွေကအများအားဖြင့်ဂျပန်မှာပဲသုံးတာများတယ်အင်ဒို series မှာဆိုရင် S series ရယ်ဂျန် series ရယ်အဲ့နှစ်မျိုးမှာပဲသုံးတာတွေ့တယ်ကိုကဟက်လက်ဂီတာလည်းမကြိုက်ဘူးစင်ပေါ်မှာလည်းတညလုံးတီးချင်နေဆိုရင်တော့ဒီကောင်လေးကလည်းရွေးချယ်စရာတစ်ခုပဲပေါ့နော်ပေါ့ပါပြီးတော်မိုက်တယ်တီးရတဲ့အနေထားလေးပါတွေကတော့ Ibanez ဆိုတဲ့အတိုင်းပဲ Ibanez အတိုင်းပဲနော်ဒီ flat တန်ပါလဲ body တောင်ဒီလောက်ပါရင် flat တန်ဘယ်လောက်ပါမလဲတွေးကြည့်ပေါ့နော်ကျွန်တော်တော့တော်တော်လေးကြိုက်တယ်